ဟိုးရှိရှိတုန်းကတောင့်ကြီးကตาရတဲ့ရွာကလေးတစ်ရွာမှာအဘိုးဦးတာနဲ့သူ့ရဲ့6နှစ်အရွယ်မြေးလေးမောင်ဖုံးလို့နေထိုင်ကြတယ်။အဘိုးဦးတာကရွာမှာဘ ഹു တုတအရှိဆုံးပညာရှိအဘိုးတစ်ယောက်ပါ။မောင်ဖုံးကတော့အမြဲတမ်းဒါကဘာလဲဟိုကဘာကြောင့်လဲဆိုပြီးမေးခွန်းနေမေးတတ်တဲ့ဆက်စုစိန်လေးပေါ့။တညောင်မှာတော့လမင်းကြီးကဝိုင်းဆက်နေပြီးကျယ်လေးနေကလည်းကောင်းကင်မှာမိတ်တုံနဲ့တောက်ပါနေပါတယ်။အဘိုးနေမြေးလေးဟာအင်းရှိကကုန်းဘက်လေးပေါ်မှာထိုင်ရင်းကောင်းကင်ကြီးကိုငေးကြည့်နေကြတယ်။အဘိုးကျယ်လေးနေကဘာလို့ကချက်လေးလိုက်မှိန်လိုက်ဖြစ်နေတာလဲဟင်။မောင်ဖုံးကမျက်လုံးလေးဝိုင်းပြီးမေးလိုက်တယ်။အဘိုးကပြုံးလိုက်ပြီးအေးအဲ့ဒါကကျယ်လေးတွေကငါတို့စီကိုမျက်တောင်ခပ်ပြနေတာလေမြေးရဲ့သူတို့ကကဘာဘော်ကလူတွေအိတ်လော်သွားအောင်ချော့တိတ်နေကြတာပေါ့လို့ဖြေပါတယ်။ဒါဆိုလမင်းကြီးကရောအဘိုးသူကကြတော့ဘာလို့မျက်တောင်မခတ်တာလဲအဘိုးကမြေးလေးရဲ့ခေါင်းကိုအသားအရာပုတ်ပေးရင်လမင်းကြီးကတော့အိမ်ဆောင်အဘိုးကြီးပေါ့မြေးရဲ့ကျဲကလေးတွေကကစားနေကြချိန်မှာလမင်းကြီးကတော့အားလုံးဘေးကင်းအောင်မီးအိမ်လေးကင်ပြီးစောင့်ကြည့်ပေးနေတာလေအဲ့ဒါကြောင့်သူကမျက်တောင်မခတ်ပဲကြည့်နေရတာပေါ့မောင်ဖုံးလေးဟာအဘိုးရဲ့စကားကိုနားထောင်ရင်းကောင်းငင်ကြီးကိုကြည့်ပြီးအံ့ဩနေမိတယ်